စိန်ရွှေကြောက်ရတနာတွေကိုဇယ်တောက်ခါကစားမဲ့တောက်ကြသားသမီးမိတ်ဆွေများအတွက်2025ခုဒီဇင်ဘာလ1လတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းမျိုးဟောရတာတော့နည်းနည်းလေးမတင်မကြလေးတွေများတယ်ဗျသူကရှေ့တိုးရမလို့နောက်ဆိုရမလို့ဆက်လို့ရမလို့ရရမလို့တိုးလို့မတင်မကြမရေများလေးတွေဖြစ်တတ်တယ်အဲ့တော့ဆွေမျိုးမိတ်ဆွေလုံးဖို့ကံပတ်တွေကလည်းဟဲ့သူစကားနှိမ့်နေစားမနေ့ကပြောတော့တစ်မျိုးဆိုတာမျိုးတွေဖြစ်ဟိုကလည်းသူများတွေကိုစိတ်တိုင်းမကြသူများတွေကလည်းကိုယ်အကောင်းမမြင်အဲ့လိုတော့ဖြစ်နေတတ်တယ်အေးငါထွက်သွားခြင်းတို့အလုတ်ကထွက်သွားခြင်းတို့ဘုံကြီးသွားဝှေ့ခြင်းတို့ဒီလိုက်ရှင်သွားဝှေ့ခြင်းတို့ဖြစ်တတ်တယ်ဘာမှမဖြစ်စလောက်လေးနဲ့လင်းများခြင်းကွဲတို့သမီးစားခြင်းပြတ်တယ်တို့တွေ့တဲ့လူနဲ့ကောက်ယူလိုက်တယ်တို့နော်ဆိုတာမျိုးတွေကဒီလိုကိန်းမျိုးမှလာပြီးဖြစ်တတ်တယ်နော်အဲ့တော့စိတ်အေးပါခေါင်းအေးပါအလွန်အရေးကြီးတဲ့ကိစ္စတွေဆိုရင်ညှိနှိုင်းတန်တယ်မလေးဆောင်ရွက်တဲ့ကိန်းမျိုးဖြစ်ပါတယ်တကယ်ယောဂအနေအကြီးမှမဟုတ်ပေမဲ့စိတ်တောင်းကိုကြီးဆိုသလိုပဲစိတ်တွေရှုပ်တွေအေးပြက်အစားပြက်အစာမဆေးမကြမ်းမာကြီးထိခဲ့တတ်တာလေးလည်းသတိပြုရမယ့်အချိန်ဖြစ်ပါတယ်ဒီလိုကိန်းမျိုးမှာကောင်းတာကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဘယ်တန်းတက်မယ်လို့ဘယ်စာမေးပွဲဖြေမယ်လို့ဘာစုဘာပွဲကိစ္စတို့ယာထူးကိစ္စတို့နိုင်ငံခြားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေဒါဗီဇာပတ်ဆိုနေတိုင်းခွင့်ကြောင်းတက်ခွင့်အဲ့လိုကိစ္စတွေဦးစားပေးပြီးတော့စူးစမ်းတဲ့နဲ့နောက်မြေကိစ္စတို့ဖုန်းကိစ္စတို့အမွေကိစ္စတို့ရွှေရတနာပစ္စည်းလက်ဝက်လက်သားစုဆောင်းနေတာတို့နိုင်ငံခြားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအထက်အလိပ်ထိပနလျက်စစ်ပစ္စည်းဓာတ်ဆီဒီဇယ်ဓာတ်သတ္တုနှံနွားအဲ့ဒီလိုကိစ္စတွေကိုဦးစားပေးပြီးတော့စူးစမ်းတဲ့ပါတယ်သတိပြုစေချင်တာကအလုပ်တွေလောက်ရလေးငွေကမြုပ်လေးဖြစ်တတ်တယ်ဆိုတာလေးတော့ချိန်ဆပြီးတော့လုပ်ကင်ကြစေချင်ပါတယ်ငွေကန်လေးကနှိမ့်နေလို့နော်ဒီလိုကိန်းမျိုးမှာမိမိနဲ့ပတ်သက်ကြောင်းအလှမင်္ဂလာပွဲလမ်းတဲ့ပင်ကိစ္စများတွေတော့စိတ်နှောက်ချက်လေးတွေဖြစ်တတ်တယ်လမ်းခရီးမှာငွေပြောက်ပစ္စည်းပြောက်ခရီးဖွင့်တတ်တာလေးသတိပြုပါအဲ့တော့တောက်ကြသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အရေးကြောင်းကြီးငယ်ရှိတဲ့နေမျိုးတွေမှာခရမ်းရင်းတို့အပြာရင်းတို့ညီညိုရင်းတို့အယောင်ရင်းအဝတ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်မီအားကောင်းကောင်းနဲ့ထိုးပြီးတော့ဆူတောင်းကဲဖုန်းမီနဲ့လည်းထိုးလို့ရတယ်အဲ့ဒီမီနဲ့ထိုးပြီးတော့ပေါ့နော်ဒီပစ္စည်းတွေဘယ်လိုရောင်းရပါသေးဆိုင်ခင်းပြီးရောင်းတဲ့ပစ္စည်းတွေပဲဖြစ်ဖြစ်အိမ်ရောင်းချရောင်းကားရောင်းနေတာဆိုလဲအဲ့ဓာတ်မီနဲ့ထိုးနေအလုပ်ရုံစက်ရုံစက်မှုလုပ်ငန်းသုံးပစ္စည်းတွေလည်းဓာတ်မီနဲ့ထိုးပြီးဆူတောင်းဘယ်နဲ့ချက်ထိုးရမလဲမမေးနဲ့တတိယတိုင်းထိုးအားတိုင်းထိုးပြင်းလဲထိုးပြောလဲထိုးနေပြီတော့ဒီလိုကာလမျိုးမှာတောက်ကြသားသမီးများအတွက်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက9ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်အယောင်းဝယ်စေစကားတွေတတ်မှတ်မယ်အချင်းချက်နေ့ရက်တွေပါတွေတတ်မှတ်မယ်ဆိုရင်9ကဏ္ဍ9ကဏ္ဍတွေကကိုယ့်အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်နော်ကဲအဲ့တော့တောက်ကြသားသမီးများကကံရဲ့အပံမိုးရဖို့ဆိုရင်တန့်ချင်းရေးနဲ့ပတ်သက်တဲ့ကုသိုလ်ပြုလုပ်ပါခင်ဗျနေ့တိုင်းမဟုတ်ရင်တောင်ပေါ့နော်အရေးကိစ္စကြီးငယ်ရှိတဲ့နေမျိုးဒီနေ့အရေးကြီးရှိကိစ္စရှိတယ်ဆိုရင်ကိုအိမ်နေအိမ်ဖျားစဉ်ဖျားကန်းတန့်ချင်းရေးပဲဖြစ်နီးစပ်ရဖျားစီဒီဇေယျအကြောင်းမှာတန့်ချင်းကုသိုလ်သွားလုပ်တာမျိုးပဲဖြစ်နော်ဒါမှမဟုတ်လေတန့်ချင်းနဲ့ပတ်သက်တဲ့လူဝယ်ပစ္စည်းတွေဒီပြည့်စီတို့သွားလိုက်စီတို့ဆက်ပြားတို့အမိုက်ပုံးတို့ခြေတုပ်ပုံးအဲ့ဒါမျိုးထူတန်းတဲ့ကုသိုလ်တွေပဲဖြစ်ပြုလုပ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေအားလုံးလည်းပဲကံဉဏ်ဝရိယ၃ချက်လုံးအားကောင်းအောင်ကျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာ